ပြစ်မရှိလို့လွတ်တာလားအစိတ်မရှိလို့လွတ်တာလားအပြစ်မရှိလို့လွတ်တာလားအစိတ်မရှိလို့လွတ်တာလားလို့ကျွန်တော်ပြောတဲ့ကိစ္စကအကြောင်းတွေအများကြီးရှိတယ်လူတွေကအခုပြောနေကြတယ်မင်းကနိုင်ငံရခြားမှနေတာဘာမှမသိဘဲနဲ့ပြောတယ်ဟုတ်ပြီโอเคကျွန်တော်နိုင်ငံရခြားမှနေတယ်ဘာမှမသိဘဲနဲ့ပြောတယ်ဒါခေါင်းစဉ်ကိုအရင်ပြောတာခမားတို့အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုအရင်လေးစားလားဆိုတဲ့ကိစ္စကိုအရင်မေးပြရစီဒေါ်အောင်ဆန်းစုကြည်ကိုလေးစားလားဒေါ်အောင်ဆန်းစုကြည်စကားကိုနားထောင်လားဖះရဲ့တရားတွေကိုလေးစားတာလားဝီရသူရဲ့စကားတွေကိုနားထောင်တာလားဒီလိုမေးရမယ်မီဒီယာဆိုတာတိုင်းပြည်တစ်ပြည်မှာတတိယမန်နိုင်တို့စတုထမန်နိုင်တို့ဆိုပြီးတော့ပြောနေတာမီဒီယာဆိုတာတိုင်းပြည်တစ်ပြည်မှာတတိယမန်နိုင်တို့စတုထမန်နိုင်တို့ဆိုပြီးပြောနေတာခမားတို့အနေနဲ့အခုကျွန်တော်ပြောတဲ့ကိစ္စကိုသဘောတူခွင့်ရှိတယ်သဘောမတူခွင့်ရှိတယ်သို့တော့မီဒီယာလိုပုံစံမျိုးနဲ့ခမားတို့နားထောင်ကြည့်ပါလားခမားတို့နီပေါ်ပဲဖြစ်ဖြစ်စိန်ပေါ်ပဲဖြစ်ဖြစ်စစ်တပ်ကိုပဲထောက်ခံအတိုက်ခံကိုပဲထောက်ခံအဓိကခမားတို့ရဲ့သဘောထားတွေကိုတိတိကျကျပြောဖို့လိုတယ်မီဒီယာတွေမှာပြောနေတဲ့အခါကျတော့ BBC ကပြောတဲ့အခါကျလို့ရှိရင် BBC ကသတင်းဌာနကြီးပေါ့တကယ် BBC ကသတင်းဌာနကြီးကကျွန်တော်လို့ခမားလို့တော့မှလွတ်လပ်ပြောခွင့်ရှိလို့လားနော်အေယာဝတီတို့မြစ်စီမတို့ DBB တို့တွေအကုန်လုံးထွက်ပြေးနေရတဲ့အချိန်မှာဘာဖြစ်လို့ BBC ကဗမာပြည်ထဲမှာရုံထိုင်လို့ရတယ်လေခင်ဗျားတို့အဲ့ဒါမျိုးတွေရောစဉ်းစားမိရဲ့လားကျွန်တော်ပြောမဲ့ခေါင်းစဉ်မလာခင်မှာကျွန်တော်အခုခင်ဗျားတို့ကိုကြိုပြီးတော့ကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးနဲ့ကျွန်တော်ဆွေးနွေးပြနေတာမင်္ဂလာပါခင်ဗျာAsian မြန်မာ Channel ကနေနှွေးထွေးစွာကြိုဆိုပါတယ်မြန်မာနိုင်ငံတဝမ်းမှာနေ့စဉ်ဖြစ်ပွားနေတဲ့ထူးခြားဖြစ်စဉ်တွေနဲ့သတင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတာဖြစ်ပါတယ်ပြည်တွင်းကစိတ်ဝင်စားစရာအခြေအနေတွေကိုလက်မလွတ်တမ်းသိရှိနိုင်ဖို့ကျွန်တော်တို့နဲ့အတူအမြဲရှိနေပြီပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာခင်ဗျားတို့အနေနဲ့စဉ်းစားမိရဲ့လားဟာငါတို့ကတော့ BBC ကိုယုံတယ်ဟဲ့ငါတို့ကတော့ VOA ကိုယုံတယ်ဟဲ့ငါတို့ကတော့ဘယ်မီဒီယာ Al Jazeera ကိုယုံတယ်ဟဲ့ငါတို့ကတော့ CNN ကိုယုံတယ်ဟဲ့ဆိုပြီးခင်ဗျားတို့ယုံတယ်ဟုတ်ပြီကျွန်တော်ကခင်ဗျားတို့ကိုမယုံကြည်ခွင့်ပေးတယ်သို့တော့ခင်ဗျားတို့ကိုစဉ်းစားစေချင်တာကမြစ်စီမတို့ RF မြစ်စီမတို့နော်အေယာဝတီတို့နေရင်သရာတို့ဒီလိုမျိုးမီဒီယာတွေအကုန်လုံးဗမာပြည်မှာနေလို့မရတဲ့အချိန်မှာ BBC ကဘာဖြစ်လို့နေလို့ရလဲ BBC သတင်းတောက်ကနေပြည်တော်မှာပါနေလို့ရတယ် BBC ရဲ့ editor တွေကနေပြည်တော်မှာသွားလို့ရတယ်ဒီတော့ခမားတို့ကိုစစ်တပ်က BBC ကိုအသုံးချပြီးတော့ခမားတို့ကိုဘလို့ဝါဒတွေတွင်းထားလဲသူတို့ပြောစေခြင်းတဲ့ဟာတွေပဲသူတို့ပြောခွင့်ပေးထားတယ်လဲဆိုတဲ့ဟာမျိုးကိုခမားတို့အနေနဲ့နည်းနည်းပါးပါးပြန်ပြီးတော့စဉ်းစားစေခြင်းတာအဓိကကတော့ဘသူဘာပြောမယုံမဲနဲ့တော့ကိုတိုင်းလဲအင်းလေးအားလေးစိုက်စီခြင်းတာငင်းညံ့အောင်နိုင်ငံရခြားမှနေတယ်ငင်းညံ့အောင်ကညားနေတာမဟုတ်ဘူးငင်းညံ့အောင်နိုင်ငံရခြားမှအောင်နေတာ26နှစ်တောင်ရှိပြီဒါပေမဲ့ငင်းညံ့အောင်လက်နဲ့မချဘူးငင်းညံ့အောင်ဒုက္ခတဲ့ရှောက်ပြီးတော့ဒီနိုင်ငံကိုရောက်အောင်လာတာငင်းညံ့အောင်ကလိန်နာအောင်မဟုတ်ဘူးသမိုင်းကြောင်းတွေကိုလည်းရှောက်ပြီးတော့ပြောနေတာမဟုတ်ဘူးသမိုင်းကြောင်းတွေပြောပြီးဟေ့ဆိုလို့ရှိရင်မင်းတို့ဘကသတို့အကသတို့ဆိုတဲ့ဟာတွေပါပြန်ပြီးတော့ပြောအောင်မယ်ထိုင်းနိုင်ငံမှာရှိတဲ့ဘန်ကောက်တန်ယုံကိုဘယ်လိုပြောမလဲပြန်ပေးဆွဲတဲ့ကိစ္စတွေပါเนาะအဲဒီထိုင်းနိုင်ငံမှာရှိတဲ့ဗမာတန်ယုံကိုပါဝင်ပြီးတော့သိမ်းတဲ့ကိစ္စတွေပါ ABB ESU ရဲ့ရဲဘော်တွေပါအကသကျောင်းသားတွေသေကုန်တာထိုင်းနိုင်ငံ Rajpuri ဆေးရုံကြီးကိုဝင်စီးတဲ့ဟာတွေအဲ့ဒါမျိုးတွေပါအကုန်ပါကုန်ပါဆိုလို့ကိုယ့်ဟာကိုနေလိုက်တာနေပြီးတော့ကိုယ့်ဟာကိုလက်နဲ့မချဘူးလက်နဲ့ချခွင့်ရှိတယ်2008အောက်ကိုဝင်ခွင့်ရှိတယ်ဒါပေမဲ့လက်နဲ့လည်းမချဘူး2008အောက်ကိုလည်းမဝင်ဘူးစစ်တပ်ကိုလည်းဘယ်တော့မှမယုံငယ်ဘူးဆိုတဲ့ကိစ္စကိုအရင်ရှင်းပြတာဟုတ်ပြီအဲ့တော့
မင်းတို့2008အောက်ကိုဝင်ခဲ့တဲ့လူတွေကကိုယ့်အကိုဝင်ကိုယ့်အကိုဆက်ပြီးတော့ခံကောင်းလို့ခံတာပဲဖြစ်ဖြစ်ခံကျင်လို့ခံတာပဲဖြစ်ဖြစ်ဘလို့နည်းနဲ့ပဲခံမင်းတို့2008အောက်ကိုဝင်ခဲ့ဘူးတဲ့လူတွေဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီကိုမှီခဲ့ဘူးတဲ့လူတွေအချိုးအကြောင်းကိုပြောပြတာမင်းတို့ရခဲ့တဲ့မင်းတို့စားခဲ့တဲ့မင်းတို့သုံးဆွဲခဲ့တဲ့ဒီမိုကရေစီတွေဟာအစ်စ်တွေမဟုတ်ဘူးမင်းတို့ပြောနေတဲ့တရားဥပဒေဆိုတာအစ်စ်တွေမဟုတ်ဘူးဆိုတဲ့ဟာကိုပြောတာအဲ့တော့အခုစကားစပြီဦးဝင်းမြစ်ကိုတောင်ငူထောင်ကနေပြီးတော့ပွပွလေးလေးပြောလို့ရှိရင်ဦးဝင်းမြစ်ကအခုမှအချုပ်ထဲရောက်တယ်လို့ပြောလို့ရတယ်ဦးဝင်းမြစ်ကိုလွတ်ပေးတာမဟုတ်ဘူးမင်းတို့တွေတအားပြောမနေနဲ့ဦးဝင်းမြစ်ကအခုကြတော့မှပို့ပြီးတော့အကျဉ်းအကျပ်ထဲကိုရောက်သွားတာမင်းတို့ဗမာပြည်မှာနေဘူးတဲ့လူတွေသိတယ်နိုင်ငံရေးသမားတွေသိတယ်တောင်ငူလိုထောင်မျိုးမှနေတယ်ဆိုလို့ရှိရင်တောင်ငူထောင်မိုင်ကြီးကနော်သမရဆိုတဲ့အရှိန်အဝါတို့အရင်သမရတို့ဘာတို့အရှိန်အဝါနဲ့ဦးဝင်းမြစ်ကိုကြောက်အောင်မယ်ဦးဝင်းမြစ်ကလည်းပေးနိုင်တယ်ကျွေးနိုင်တယ်ဆိုလို့ရှိရင်ထောင်ဝါတာတွေနဲ့တည်င်းတို့ဘာတို့ကနေပြီးတော့မှထက်ထောင်မှာပို့ပြီးတော့ရနိုင်သေးတယ်အဲ့ဒါငိမ့်ငင်းအောင်နောက်ပြောင်ပြောနေတာမဟုတ်ဘူးငိမ့်ငင်းအောင်တို့အဖေတွေထောင်ကြတဲ့အချိန်တုန်းကထောင်တွေမှာပုံစံတွေရှိတယ်ရန်ကုန်ထောင်မှာကြက်နေတဲ့အချိန်တာယာဝတီမှာ6နေတာယာဝတီမှာကြက်နေတဲ့အချိန်ချင်းမှာရှိတဲ့ထောင်တွေကဟာခါတော့ဘာလို့မှရှိတဲ့ထောင်တွေကကြက်တယ်ဒီလိုအခြေအနေမျိုးတွေအမျိုးမျိုးရှိတယ်အကယ်၍သမရဦးဝင်းမြစ်ကတောင်ငူထောင်မှာရှိနေတဲ့ဟေ့ဆိုလို့ရှိနော်တည်င်းနေအပေးအယူတွေသူထောင်ကိုအုပ်ချုပ်တဲ့သူပေါ်မှာမူတည်ပြီးတော့ထောင်ကိုအုပ်ချုပ်တဲ့သူပေါ်မှာမူတည်ပြီးတော့နော်ထောင်ကြဝန်ထမ်းတွေပေါ်မှာမူတည်ပြီးတော့ဦးဝင်းမြစ်ကတည်င်းနေပိုတော်ရနိုင်သေးတယ်ဦးဝင်းမြင့်နဲ့အဆက်အသွယ်လောက်ရတာပိုတော်မှအဆင်ပြေနိုင်သေးတယ်နေပြည်တော်ကိုရောက်သွားတဲ့အခါမှာဦးဝင်းမြင့်နဲ့အဆက်အသွယ်လုပ်ဖို့တော့ဦးဝင်းမြင့်နဲ့ဦးဝင်းမြင့်ညွှန်ကြားတာတွေကိစ္စတော့နော်ဒီလိုကိစ္စမျိုးတွေကပို့ပြီးတော့အခက်အခဲဖြစ်နိုင်တယ်ပို့ပြီးတော့အခက်အခဲဖြစ်သွားလိမ့်မယ်အဲ့ဒီကိစ္စကငြိမ်းချမ်းအောင်အရင်မမေးနဲ့ AAPP မှာရှိနေတဲ့ကိုတိတ်နိုင်တို့နော်ဒီကိုဘိုကြီးတို့ဒီလိုလူတွေကိုခင်ဗျားတို့မေးကြည့်သူတို့ကတစ်ချိန်လုံးဗမာပြည်ထဲနဲ့အဆက်အသွယ်လုပ်နေတဲ့လူတွေအကျဉ်းသားတွေကိုကူညီပေးနေတဲ့လူတွေပြီးတော့သတင်းတောက်တွေကိုပြောကျင်တဲ့ကိစ္စကလည်းခင်ဗျားတို့တွေမေးပြီးပြုပြီးဟေ့ဆိုလို့ရှိရင်အကျိုးအကြောင်းကိုတည်တည်ချာချာမေးဖို့လိုတယ်အခုငြိမ်းချမ်းအောင်ရှင်းပြနေတဲ့ကိစ္စမျိုးလိုမျိုးဟုတ်လားမဟုတ်ဘူးလားဆိုတာကိုခင်ဗျားတို့သက်သေယူလို့ရတယ်ခင်ဗျားတို့ငြိမ်းချမ်းအောင်ပြောနေတာဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ဟာကိုသက်သေယူလို့ရတယ်ဦးဝင်းမြင့်တောင်ငူထောင်မှာနေတာထက်တောင်ငူထောင်မှာကြနေတာနဲ့အခုနေပြည်တော်မှာရောက်နေတာဘယ်နေရာကပို့ပြီးတော့လွတ်လပ်တယ်ဘယ်နေရာကပို့ပြီးတော့သတင်းတွေအရလွယ်တယ်ဆိုတဲ့ကိစ္စကိုခင်ဗျားတို့ရှင်းပြီးတော့မေးကြည့်လိုက်အဲ့လိုအခုငြိမ်းချမ်းအောင်ပြောပြတဲ့အခါမှာထောင်ထဲမှာရှိနေတဲ့လူတွေပို့ပြီးတော့တောင်မှအခုငြိမ်းချမ်းအောင်ပြောတဲ့ဟာကိုစစ်တပ်ကကောင်တွေကနားထောင်တယ်နားထောင်ပြီးတော့ပို့ပြီးတော့လှုပ်ဖို့ပါရှိသေးတယ်ခမားတို့ကျွန်တော်တို့အတိုက်ခံတွေကကိုအချင်းချင်းတို့စေတနာနဲ့ပြောတဲ့သူတွေကိုစော်ကားတာမကျေနပ်တာရန်လုတ်တာစစ်တပ်ကကောင်တွေကတည်တည်ချာချာနားထောင်တယ်စစ်တပ်ကကောင်တွေကအွန်လိုင်းကိုတည်တည်ချာချာလေ့လာတယ်အဲ့ဒါကြောင့်မလို့ခမားတို့လိုက်ကလေးပေးတဲ့ကိစ္စဆိုရင်တော့မှသွားဖမ်းတာတို့နော်အသေးလေးပေးရင်တော့မှသွားဖမ်းတယ်လို့ဆိုတာစစ်တပ်ကကောင်တွေကမင်းအောင်လှိုင်တို့အဖွဲ့ကစစ်တပ်ကကောင်တွေကသူတို့တည်တည်ချာချာအတိုက်ခံဘက်ကလူတွေဘာပြောတယ်မီဒီယာကလူတွေဘာပြောတယ်နော်ဗမာပြည်ထဲမှာဘာဖြစ်နေတယ်အဲ့ဒါတွေအကုန်လုံးကိုစစ်တပ်ကကောင်တွေကသေသေးချာချာသူတို့လိုအပ်ချက်ကိုသူတို့ပြင်ဖို့လုပ်တယ်ခင်ဗျားတို့အခု UNG ကလုပ်နေတာကအုံလိုက်ကျင်းလိုက်နဲ့ UNG ရဲ့အားနည်းချက်ကိုထောက်ပြတာနဲ့ရန်လိုက်ရှာနေတယ်အဲ့ဒီမှာရန်သူနဲ့ကျွန်တော်တို့နဲ့ကွဲတယ်ဆိုတာအဲ့ဒါပဲမင်းအောင်လှိုင်နဲ့ UNG နဲ့ကွဲတယ်ဆိုတာအဲ့ဒီကိစ္စပဲမင်းအောင်လှိုင်ရှိမှဘယ်စစ်ဘိုလ်ကတော့ဟေးစိုးဝင်းကတော့ခိုးတယ်ဟေး
ရဲဝင်းဦးကတော့ခိုးတယ်ဟေ့ပြောပြီးဟေ့ဆိုရင်မင်းအောင်လိုင်ကအဲ့ဒီခိုးတဲ့လန်တချန်ခင်အောင်သိန်းလင်းတို့နော်ဘာအောင်လင်းတွေးတို့ဆိုတဲ့ကောင်တွေအကုန်လုံးဒီကောင်တွေဘာလုပ်တယ်ဆိုတဲ့ဟာကို तू ကမှတ်ထားတာအဲ့ဒီလိုမှတ်ထားပြီးတော့ तू ကဘလို့လဲဆိုတော့အကြက်ကင်နဲ့နီးနဲ့အကြက်ကင်နဲ့နီးနဲ့သူ့နေရာကို तू ကအုပ်ချုပ်တာခမားတို့ UNG ကြတော့ဟေးမင်းတို့အလှခံတဲ့ငွေက1000ဆိုလို့ရှိတစ်ချက်တောင်မှတော်လန်ရေးကိုမရောက်ဘူးပြောတဲ့အခါကျတော့သခိုးတွေများတဲ့ဟာဒီကောင်ပြောတဲ့သခိုးထဲမှာငါလဲပါတယ်ကွာဒီကောင်ပြောတဲ့သခိုးထဲမှာငါလဲပါတယ်ကွာကြပြားဆရာကိုအောင်ဝေးရလဲငါအရက်တောက်တာလဲဒီဘက်ဒီကောင်တွေတိုက်တဲ့အရက်ပဲဆိုပြီးတော့အကုန်လုံးကာကွယ်ကြတာအဲ့ဒီမှာကျွန်တော်တို့တော်လန်ရေးဘက်ကပြက်တဲ့ဘက်ကိုရောက်တယ်ကိုအောင်ဝေးရကြပြားဆက်တယ်လေငါတပည့်ရဲ့သမီးငါမိမရဲ့တူမငါနဲ့နှစ်ခါဘယ်လိုပြောမလဲငါနဲ့ခွက်ချင်းချတယ်အဲ့တော့မင်းတို့မဝေဖန်နဲ့ပေါ့တော်လန်ရေးမှာစရင်မစစ်နဲ့စစ်လို့ရှိရင်မင်းနဲ့ငါနဲ့တွေ့မယ်ပေါ့အခုတော်လန်ရေးမှာကျွန်တော်တို့ကစရင်မစစ်တော့ဘူး UNG သူ့ချင်းချင်းပဲစရင်စစ်နေတာပကဖာကနော်MOD ကပကဖာကိုစစ်တယ်ပကဖာကနေပြီးတော့ဒေတာဆိုင်ရာကိုစစ်တယ်ကိုအောင်ဝေးကိုပြောလိုက်လေကြပြဆရာကိုအောင်ဝေးပေါ့ရွှေဝါရောင်ကိုအောင်ဝေးကိုသွားပြောခိုင်းလိုက်လေ UNG တွေအချင်းချင်းစရင်စစ်နေပြီခမရသွားရိုက်တတ်ကြပါဆိုပြီးအဲ့ဒီလိုမျိုးပေါ့ကလိန်ကကြစ်လုတ်တဲ့ကိစ္စတွေလူကြီးလို့ပြောတဲ့လူတွေကကလိန်ကကြစ်လုတ်တာမဟုတ်တာတွေရှောက်လုတ်နေတာအဲ့ဒါတွေကကျွန်တော်တို့တော်လှန်ရေးမှာပြတ်တာအဲ့ဒါကျွန်တော်တို့တော်လှန်ရေးပြတ်တယ်ဆိုတာအဲ့ဒါကိုပြတ်တာကိုအောင်ဝေးကကျွန်တော်တို့ဒီတော်အပြင်မှာရှိနေတဲ့လူတွေပန်ဆဲလို့အမေရိကကိုရောက်သွားတယ်ဘာမှအလုပ်အကိုင်မဲရမပြနိုင်ဘူးအတန်းနဲ့ချီတဲ့အိမ်ကြီးတွေဝဲနေတယ်ဒါဆိုတော်လန်ရေးတွေကပတ်စံတွေကိုဖုံးတာဖြစ်မှာပေါ့ခိုးတာဖြစ်မှာပေါ့ဆိုပြီးလူတွေပြောတဲ့အခါမှာအောင်ဝဲဆိုတဲ့လူကထွက်လာတာကြပြဆရာအောင်ဝဲပေါ့သူကကြပြဆရာဆိုပြီးတော့အုံလိုက်ကျင်းလိုက်နဲ့နော်တော်ကြရင်ကြပြဆရာထဲမှာဥတင်မိုးလဲပါတယ်အကုန်လုံးကိုလေးအင်းဝဂုံကြီးလဲပါတယ်ဆိုပြီးတော့ तू မဟုတ်တာလုပ်ဖို့အတွက်ကြပြကို तू ကအသုံးချလိုက်တာအဲ့ဒါကဗမာပြည်မှာကြပြလဲအသုံးချခံရတယ်ကြပြဆရာတွေလည်းအသုံးချခံရတယ်ဖျားတွေလည်းအသုံးချခံရတယ်ဥပမာအမဲသားနဲ့အဖုတ်ကြိုက်လို့နော်အမဲသားနဲ့အဖုတ်ကြိုက်တဲ့ကောင်တွေကမစီမဆိုင်ဘာသာရေးဆွဲထဲတယ်လို့မျိုးပေါ့မင်းအမဲသားနဲ့အဖုတ်ကိုကြိုက်တာမင်းကြိုက်ပေါ့သူများဝတ်သားစားတဲ့ကိစ္စကိုသွားဝေဖန်လို့မရဘူးမင်းအမဲသားနဲ့အဖုတ်နဲ့ကြိုက်လို့မင်းအဲ့ဒီကငါအမဲသားနဲ့အဖုတ်ကြိုက်တယ်ပြောလိုက်ဒါပေမဲ့ဘာသာရေးဆွဲမထဲနဲ့ဒါပေမဲ့ဗမာပြည်ကြတော့အဲ့လိုမျိုးမဟုတ်ဘူးဘာသာရေးဆွဲထဲတယ်နော်လူခွင့်ရေးတွေစွဲထဲ့တယ်အဲ့တော့ထားပေါ့ဗျာဒါတွေကပြောရင်ကြာမယ်အဲ့တော့ဥဝင်းမြင့်လွတ်တဲ့ကိစ္စတခြားလူတွေလွတ်တဲ့ကိစ္စအခုပြောပြီဥဝင်းမြင့်ကိုလွတ်တာလားအခုခမရတို့ကိုကျွန်တော်ပြောသလိုတောင်ငူမှာနော်တောင်ငူမှာအချုပ်ကြနေတဲ့အဖမ်းခံနေရတဲ့အချိန်ကသူ့အတွက်ပို့ပြီးတော့လွတ်လာသေးတယ်သူမိမဒေါ်ချုံနဲ့အတူတူမနေရတာတော့ရှိတာပေါ့နော်သူသမီးကသူ့ကိုဖေဖေပဲပြုံးနဲ့ထမင်းကြော်ထားပြီးမကျွေးနိုင်တာရှိကောင်းရှိမှာပေါ့ဒါပေမဲ့နေပြည်တော်ထဲရောက်တဲ့အခါစစ်တပ်ရဲ့မျက်လုံးအောက်မှာသူကနေရမှာအဲ့တော့ဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်နဲ့ကဝိတ်ချင်းလဲမတူဘူးဒေါအောင်ဆန်းစုကြည်ကိုတိုင်းရင်းသားတွေကလေးစားတယ်ဦးဝင်းမြင့်ကမင်းနဲ့တက်တယ်ပြောပေမဲ့ဦးထင်ကျော်မလုပ်ချင်လို့ဦးဝင်းမြင့်ဖြစ်လာတာခင်ဗျားတို့သေးသေးချာချာလဲသမိုင်းတွေကိုပြန်ပြီးတော့လေ့လာဖို့လိုသေးတယ် NLD ကသူ့လူတွေကိုသူအရင်ဆုံးရော့အင်းဆိုပြီးသမရပေးတာမဟုတ်ဘူးကျမငယ်ကြီးစားသမရလို့ဆိုတဲ့ဟာမျိုးတွေကလည်းဖြစ်ခဲ့ဘူးတာမင်းအောင်လိုက်ဆိုတဲ့ကောင်ကိုခေါင်းနဲ့မထဲနဲ့ဒီကောင်မင်းအောင်လိုက်ကြတော့မပြောဘူးမင်းအောင်လိုက်ဆိုတဲ့ကောင်ကသခိုးဓမြမရင်းကောင်မင်းအောင်လိုက်ဆိုတဲ့ကောင်ကသခိုးဓမြမရင်းကောင်အဲ့ဒီကောင်ကြောင့်ထည့်ပြောစရာမလိုဘူးသို့တော့ NLD မှာဖြစ်လာတဲ့သမရတွေကိစ္စကိုပြောတာမင်းဦးဝင်းမြင့်ကသမရဖြစ်နိုင်တဲ့အရေးအချင်းရှိမရှိတွေပါလေရှောက်ပြောမနေနဲ့အရင်ဆုံး NLD အစိုးရဖြစ်တဲ့အချိန်မှာသမရဆိုပြီးတင်တာဥထင်ကျော်မဲမသွားနဲ့ဟုတ် NLD အစိုးရ2015မှာစပြီးတော့ဖွဲ့တဲ့အချိန်မှာရော့အင်းဆိုပြီးဦးဝင်းမြင့်ကိုသမရပေးတာမဟုတ်ဘူးဦးထင်ကျော်ကသမရ
ဦးထင်ကျော်ကနိုင်ငံတကာမှာတရားစွဲတဲ့ကိစ္စတွေဘာတွေလဲဖြစ်ကောကြောက်လန့်ပြီးတော့ကြောက်ဖျားတွေဖျားတော့ကျမ်းမာရေးမကောင်းတော့မှနော်ဦးထင်ကျော်ကကြောက်ဖျားတွေဖျားတဲ့အခါကျတော့မှဦးဝင်းမြင့်ကသမရဖြစ်တာ